ပါတီပွဲကိုရောက်နေပါပြီကဲပါတီပွဲကိုပါတီမှာလည်းဘာမှမရှိဒီလိုအိမ်မှာပါတီပွဲလုပ်တဲ့စနေရတီးကြည့်လိုက်မယ်ဟဲ့โอเคโอเคโอเคဒါလေးတော့ပါပြီမတီးချင်တော့ပါဘူးမလိုက်တဲ့အေးရဒါကျန်နော်တော့ပြင်းနေမယ်နိုင်မယ်တော့မမေကိုမနေတော့နိုင်ကြလားကဲဒီအေးရမယ်မမေချင်းလိုက်တယ်ကြီးအိမ်ဟာလုံးဝတောင်းနေစင်နေတော့လိုက်အပေါ်ကလာရေးကြည့်တဲ့ဥစ္စာအပေါ်ကတုံးတယ်ညီမလေးခိုင်းနေပေါ်တဲ့တုံးတယ်မြောက်ကိုချင်းပွင့်နေတယ်ဒီပွင့်နေတာမသိဘူးဒီကနေမလိုက်တာလက်ရည်သေးလေးရတယ်ပြန်ထွက်မယ်ဟဲ့အောက်ထပ်ရောက်ပါပြီဟဲ့ရင်ပြေးတဲ့ဆက်လက်ရှိရတာတီဗီကြည့်တာအောင်မဟင်းဘုံဆွေးချင်တော့ပြန်ထွက်လိုက်တော့တီဗီကြည့်လိုက်မယ်တီဗီကြည့်လိုက်ရလဲကြည့်လို့လည်းမကောင်းပါဘူးအေးစပွဲနဲ့အောင်မိုင်းနေတယ်တော့ငါတို့ပြန်တော့မနေဘူးပြန်အိုးပြန်နေငါကစားလိုက်မယ်ချောနေပြီချောနေဒီချင်းကပြန်သေးနော်အိုးပြုတ်ကြလို့ချင်းနဲ့ချိန်နေသွားချင်တယ်အိမ်တော့ငါဒီမှာရှူကင်းလေးကိုကြည့်နေမယ်အေးငါတို့အိမ်ကဆော့ရက်ကွက်မှာလေငါဘယ်လိုသွားပါလဲဟာညီပြည်တော်စုလမ်းမကြီးဘေးရောက်လို့ရှိရင်ညီငါ့ကိုဖုန်းဆက်လိုက်လေနာဘယ်နဲ့စောနေဘယ်နာမတော့မနဲ့ဘယ်နာမတော့မနဲ့ဆော့ရက်ကွက်ပြည်တော်စုလမ်းမကြီးဘေးရောက်လို့ရှိရင်ညီဖုန်းဆက်လိုက်ဆော့လမ်းဘာလဲပြည်တော်စုလမ်းမကြီးဘေးကိုတန်းလာခဲ့လိုက်ငါညီကိုပြီးရင်ခက်ကျိုးနေတယ်ငါချင်းငါပြန်စနေပြီမနော်ဒီမှာတယောက်တွေ့တယ်မိတငယ်ချင်းတယောက်အေးရနာမေအဲ့ရနာအေးဟုတ်တယ်ငါတို့ရင်အဲ့ဒါ
ပြီအဲ့စီစတဲ့နဲ့ရောက်သွားပြီဟုတ်ပြီလားဒီတော့အရာအိပ်ဖက်နာ ဟုတ်တယ် ဟုတ်ပြီနော်ကြည့်သွားပြီဒီရဲ့နာမည်ဝိုမီနာ ဂျိုဘီမုံငါနာမည်ကမေး မမဝိုမီသူပြောနေ မဟုတ်ဘူးငါနာမည်မေးဟဲ့ မင်းကချစ်ချက်တောင်းနေနော် မင်းကချစ်ချက်တောင်းနေ မေတူလေးမေတူ မင်းကမေသူကချစ်ချက်တောင်းနေဟဲ့နာနေတယ်ဦး ငါလမ်းပြောင်းနေတယ်ငါညီးရိမ်နေငါအပြင်ထွက်ချင်တာထွက်မရဘူးဖြစ်နေ နာနေချက်နေတယ် အထွက်သွားကဲငါယူထဲရောက်သွားပြီယူထဲလမ်းပါတော့ညာတာစီမကိုမပိုင်ပါအတော်အဆောင်ဦးလေးရအေးပါအဆောင်ဦးလေးရစောင်းရတာတော့ပြင်းနေပြီငါစောင့်ပေးလိုက်ပါငါအဆောင်အင်ကြီးဝတ်ပေးလိုက်မယ်အဆောင်ဦးလေးရပျော်သွားရတယ် ပြောတော့ အေးဟုတ်တယ်ပျော်သွားတယ်စောင့်ပေးမယ်ဦးလေးအေးဟတ်တော့ငါ့ကိုဘာကောက်ခိုင်းတာကောက်လိုက်ပါအောင်အမိုက်တန်ရှိလို့ခိုင်းတာနွားနှုတ်ဘူးနဲ့အမိုက်ဒီလိုက်ကောက်ခိုင်းတာကောက်လိုက်ကောက်ပြီးတော့ရင်အေးပါငါတုံးမှုတော့ကောက်ပြီးသွားပြီငါ့ကိုတာဝန်ကြတဲ့ဦးလေးရငါ့အမိုက်5ခုကောက်ခိုင်းတာငါ3ခုပဲတွေ့တယ်ဟုတ်တယ်ငါရှောက်သွားနေလို့လားမသိဘူးကွယ်ငါဂိမ်းဆိုင်ထဲကိုလည်းငါဝင်သွားလိုက်မယ်ဟေ့ဂိမ်းဆိုင်မှာ ချင်းချောချင်းချော မလေးဂိမ်းဆိုင်တော်ပြီဂိမ်းဆိုင်လည်းမသွားတော့ဘူးငါငါတော့ပဲလေအေးပါအေးပါဟုတ်လားဟုတ်ကဲ့အခါနဲ့ ပြောမယ်နော်ဟုတ်ပြီလားနားရဲတဲ့နေကြီးရဲ့အရာဒီဖက်မှာနော်ဒီဖက်မှာနော် အေး ဒီဖက်မှာနော် အေးတူနေချင်းတွေ့ငါကောက်ခိုင်းတဲ့အတိုင်းငါပြေးပြီတူပြေးပြီဒီမှာမတကူပြေးပြီဘုံတူအေးငါအမိုက်ကောက်နေရတယ်ဟဲ့အောင်မိုက် အဲ့ဒါနဲ့မင်းရဲ့တဲ့နေကြီးရဲ့အဲ့ရမင်းမိရဲ့အန်ကြီးမင်းအဲ့အန်တော်လိုက်မယ် အေးပါ အဲ့အန်ယူနာတဲ့နော်တဲ့နေကြီးဟုတ်ပြီလား ဟုတ်ပြီ အေးပါကဲငါလုပ်တယ်လေအားလုံးပြီးသွားပြီဆိုတော့ငါပြင်တော့မယ်အားလုံးပဲမင်္ဂလာပါမရဲ့ channel လေးကိုလည်း subscribe လုပ်ထားကြအောင်နော်ရှင်တို့တွေအားလုံးအတွက်ကျမနောက်တစ်ခါပြောစီလေးနဲ့ပြန်ပြီးတော့မှပေါ်လာတယ်ကျမရဲ့မှာပန်းသီးလေးရှိတယ်နောက်တစ်ခါကျကျမရဲ့ပန်းသီးလေးလည်းပေးမယ်ပန်းသီးလေးလည်းပေးမယ် ဟဲ့နာနီးယူနာတဲ့မနော်ဟုတ်ပြီလား ဟုတ်ကဲ့ နီးနာအပန်းကြီးစားတင်နေနီးတို့ရဲ့အရာပဲမလဲ ငါတို့ရဲ့အိမ်ကပြည်တော်စုလမ်းမကြီးလေးရတယ်တင်းနလာခဲ့ဆော့ဆော့ရက်ွက်တယ်မှာငါတို့ကြီးရှိတယ် နီးတဲ့တိုင်းဖြစ်တော့နာ အေးဟုတ်တယ်မိသားစုတက် ဟုတ်တယ်ဒီကြတဲ့လိပ်စာအိမ်ဝင်ငါအိမ်အခုတော့မောပြီ
ငါကလေးချင်းနဲ့မှတူတူကလေးနဲ့တူတူအိတ်လိုက်တော့မယ် bye bye